ကျွန်တော်တို့ဒီ trader တယောက်မှလည်းဒါရှောက်လန်းရမယ်ခီးလန်းဆိုတာရှိရပေါ့ဒီ trader တယောက်ရှောက်လန်းရတဲ့ခီးကဒါလွယ်လားဆိုတော့လည်းလွယ်တဲ့အထက်မှာလည်းမပါဘူးခက်လားဆိုတော့လည်းအရင်နဲ့ခက်ခဲတဲ့အထက်မှာလည်းမပါဘူးပေါ့ဆိုတော့ကျွန်တော်တို့ဒီ trading လုပ်တဲ့အခါမှာ trading လုပ်ငန်းကကျွန်တော်ဒါခက်လားဆိုတော့လည်းမခက်ဘူးဒါလူတိုင်းလုပ်နိုင်တယ်ဒါပေမဲ့လွယ်လားဆိုတော့လည်းဒါမလွယ်ဘူးပေါ့လေဆိုတော့ဒီခီးလန်းတွေကိုကျွန်တော်ကဖြတ်တန်းဖို့လိုအပ်တယ်ဆိုတော့ဒီ trading မှာအရေးအကြီးဆုံးအချက်ကကျွန်တော် trade လုပ်ပြီးဆိုကြတဲ့ကကျွန်တော်ကဒါ order ထည့်ရတာပေါ့ order ထည့်တဲ့အခါမှာဒါကြောက်နေလို့တော့မရဘူးပေါ့လေနော်ဆိုတော့ဒါပေမဲ့ကျွန်တော်က order ထည့်ပြီးဆိုရင်ဒါဘယ်ဈေးထဲမှာဝယ်ဘယ်ဈေးထဲမှာရောင်းဖို့ဆိုတာကသူနဲ့ပတ်သက်တဲ့ဒါ knowledge တွေတော့တည်ထားဖို့အတွက်လိုအပ်တယ်အရင်ဦးဆုံးကိုက trading စလုပ်တော့မယ်ဆိုရင်တော့ဒါအနည်းငယ်သူ့ရဲ့ပညာရက်တွေကိုတော့ထိုက်တဲ့လောက်တော့တည်ထားဖို့အတွက်ဒါလိုအပ်တယ်ပြီးရင်တော့ order လေးပုံမှန်ထည့်ဖို့အတွက်လိုအပ်တယ်ကိုကမြက်ချင်တယ်ဆိုရင် order တော့ထည့်မှရမှာဖြစ်တယ် trading ကကျတော့ဒါ risk to reward သွားတာဖြစ်တယ်ကိုက risk ယူရဲမှာ reward ဆိုတဲ့အမြက်ကပြန်ရမှာဖြစ်တယ်အရင်နေ့ကြောက်ကန်နေလို့တော့ဒါမရပါဘူးပေါ့